လေယူတုံပြောလိုက်ရင်စာဖတ်သူအများစုကိုကနဝင်စာပေဆိုတာဒီလိုမျိုးပါလားဆိုတဲ့အတွေးဝင်သွားရောက်တဲ့အထိလွှမ်းမိုးနိုင်ခဲ့တဲ့ဝတ္ထုကြီးဖြစ်တယ်လို့စာဖတ်သူအများစုအတွက်လည်းဒီစာအုပ်ကဘဝမှာဖတ်ဖူးခဲ့တဲ့စာအုပ်တွေထဲမှာအကောင်းဆုံးမဟုတ်ရင်တောင်အကောင်းဆုံးတွေကတအုပ်လို့လက်ခံထားကြမယ်လို့ထင်ပါတယ်ကျွန်တော်လည်းအဲ့ဒီထဲကတယောက်ပါပဲပထမဆုံးအချိန်ဖြစ်လေယူတုံကိုဖတ်ပြီးခဲ့ကြတဲ့ကကျွန်တော်ဟာစကားလက်ကမျက်လုံးစင်းစင်းတွေထဲမှာအကြာကြီးပိတ်လောင်ခံထားခဲ့ရတယ်လို့ဒီနေ့အထိလဲလေယူတုံဆိုတာကျွန်တော်ဘဝထဲမှာလွှမ်းမိုးမှုအကြီးဆုံးစာအုပ်တွေထဲကတအုပ်ဖြစ်နေသေးပါပဲစိတ်ကူးပေါက်တိုင်းလေယူတုံရဲ့တချို့စာမျက်နှာတွေကိုပြန်ဖတ်မိနေသေးပါပဲကျွန်တော်လေယူတုံကိုဘယ်လောက်ကြိုက်တယ်ဆိုတာသိတဲ့လူတစ်ယောက်နဲ့စကားပြောမိတဲ့ခါတိုင်းအဲ့ဒီလူကမင်းလေယူတုံကိုအဲ့လောက်ကြိုက်ရင်ຫນွေကနာကိုဖတ်ကြည့်စမ်းပါကွာလို့ချိန်ဖတ်များစွာကျွန်တော်ကိုတိုက်တွန်းခဲ့ဥပါတယ်ဒါပေမဲ့လေယူတုံကိုမိမမထင်ပါဘူးဆိုတဲ့အစွဲလေးရှိနေတာရဲ့စာဖတ်ဖို့လည်းပြင်းနေရရဲ့နဲ့အချိန်အတော်ကြာရဲ့အထိဖတ်မကြည့်ခဲ့မိပါဘူးဒီလိုနဲ့နေ့လည်ခင်းတစ်ခုမှာကျွန်တော်ပြင်းပြင်းရှိတာနဲ့ຫນွေကနာကိုစာဖတ်မိခဲ့ပါတယ်စသဖတ်ခြင်းစာမျက်နှာအနှဲငယ်အထိတော့အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကွာဆိုတဲ့အတွေးနဲ့အချိန်နဲ့ကြီးချိန်နဲ့နေပေမဲ့ကျွန်တော်ရှာရှည်ပြီးနောက်ထပ်စာမျက်နှာအနှဲငယ်ထပ်ဖတ်မိတဲ့အချိန်မှာတော့ဘလို့မှမရက်နိုင်တော့ပဲကျွန်တော်ຫນွေကနာတအုပ်လုံးကိုအပီးထိဖတ်မိသွားပါတော့တယ်ຫນွေကနာပြီးသွားချိန်မှာလဲကျွန်တော်ရက်မသွားနိုင်ပဲသူ့ရဲ့အဆက်တွေဖြစ်တဲ့မြဂရီပါလန်နဲ့မဟာယန်တိုင်းကိုဖျက်ကျော်ခြင်းမှာတောက်လျှောက်ဖတ်မိသွားတဲ့အထိဒီစာအုပ်တွေကကျွန်တော်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်စာအုပ်သုံးလုံးဖတ်ပြီးသွားတဲ့အချိန်မှာတိတ်ကောင်းတဲ့စာအုပ်တုပ်ကိုဖတ်ပြီးသွားလို့ဂျင်းနဲ့ပီတီဖြစ်ရမယ့်အစားကျွန်တော်စိတ်ထဲအစင်မပြေမှုတွေသာတူးလို့လာပါတယ်ဘဝတစ်လျှောက်လုံးကဘာကြီးကပြားတယ်လို့ယုံကြည်ထားသူတို့တကယ်ကကဘာကြီးကလုံးနေဆိုတဲ့အမှန်တရားကိုသိသွားသလိုပါပဲကျွန်တော်ဒီနေ့ဒီချိန်အထိကျွန်တော်ဖတ်ဖူးခဲ့သမျှအကောင်းဆုံး American ပြည်တွင်းစစ်နောက်ခံဝတ္ထုကဘာလဲဆိုတာကိုကျွန်တော်မဆုံးဖြတ်နိုင်သေးသလိုဆုံးဖြတ်ခြင်းစိတ်လည်းမရှိတော့ပါဘူးမျိုးဆက်သုံးခုတိဇိုင်းရင်အခြေကြီးကိုအခြေဆက်လှလှပပနဲ့တိဆောက်ထားတဲ့ຫນွေကနာကိုဘလို့မှသဘောမကျပဲမနေနိုင်သလိုစကားလက်နဲ့ဘတ်တလာကိုလည်းဒုတိယနေရာပို့ရကျွန်တော်နှလုံးသားခွင့်မပြုလေတော့ငါဘာလို့ຫນွေကနာကိုစောစောမဖတ်မိခဲ့တာလဲလို့ကိုယ့်အကိုအပြစ်တင်အောင်ပဲတက်နိုင်မှာတော့တယ်ကျွန်တော်အခုပြောသွားတာတွေကစာအုပ် review ဆိုတာထက်ကျွန်တော်လိုလေယူတုံကိုတိတ်ကြိုက်ပြီးစာအုပ်တိုင်းမှာစကားလက်ကမျက်လုံးစင်းစင်းတွေကိုလိုက်ရှာနေမိသူတွေလေယူတုံဖတ်ပြီးရင်ထဲဟာနေတဲ့ကွက်လက်ကိုပြန်မဖြည့်နိုင်သူတွေຫນွေကနာမြဂရီပါလန်နဲ့မဟာယန်တိုင်းကိုဖျက်ကျော်ခြင်းကိုဖတ်ကြည့်ဖို့ရမရဲတဲ့လူတွေအတွက်တုံးအားတစ်ခုဖြစ်သွားပါစေလို့ရည်ရွယ်ပါတယ်